တခါတုန်းကကျက်ဥစားသုံးချင်းကိုလုံးဝတားမြစ်ထားတဲ့နိုင်ငံတနိုင်ငံရှိခဲ့ဘူးတယ်ကျက်ဥစားတဲ့မီယန်တေရန်ပေးခန့်ရမယ်ဒါပေမဲ့လူအနေငယ်ကတော့ခိုးကြောင်ခိုးဝဲစားနေကြတော့ပဲမြို့လေကဟိုတယ်တစ်ခုမှအမျိုးသမီးကြီးတူကကျက်ဥတွေကိုအလင်းမြန်ကြော်ပြီးလူတိုင်းကိုဝင်ခနေတယ်ဒါပေမဲ့လူဦးကြီးကအရင်ဆူညံနေလို့သူတို့ရဲ့လျှို့ဝှက်ချက်ပေါက်သွားမှဆိုတဲ့အမျိုးသမီးကသူတို့ကိုတိတ်တိတ်နေကြမဟုတ်ရင်ချက်ဖက်ကင်းလက်အခွေရောက်လာလိမ့်ပဲလို့သတိပေးလိုက်တယ်လူတိုင်းဟာချက်ချင်းဆိုသူတို့တိတ်ဆိတ်သွားကြတယ်ဒါပေမဲ့ရုတ်တရက်တကားဘဲလ်တန်မိလာတယ်တကားဝါကနေချွန်းထက်တဲ့ခြေသေးတွေနဲ့ကြီးမားတဲ့ချက်ဖားကြီးတကောင်ဝင်လာရဲ့ချက်ဖားကြီးကမြေပြင်ပေါ်ကကျုပ်ခွန်းတွေကိုမြင်လိုက်ရတဲ့နဲ့လူတိုင်းကြောက်လန့်နေကြညီတက်သွားပြီးပတ်ဆက်တွေကိုအသက်အတန်တုံနေကြတယ်ချက်ဖားကြီးကဒေါသတကြီးကြည့်နေတယ်ဒီနိုင်ငံမှာကြက်ဖက်တွေသာအုပ်စိုးနေတာဖြစ်ပြီးလူတွေကြောက်မစားရအောင်နေရာတိုင်းကိုကင်းလဲနေတာပါအမျိုးသမီးလည်းကြောက်လန့်လုံးလို့တုံညီနေတယ်ကြက်ဖက်ကြီးကစီကန်းဖောက်ဖက်တဲ့အတွက်အားလုံးကိုတီးတန်ပေးမယ်လို့ဟောက်တယ်အဲ့ဒီစကားကြတော့အဘွေးတူကအကြီးကျယ်တုံညင်လာတယ်ဒါပေမဲ့သူ့ရဲ့စားလောင်မှုကအញ្ញမ်းပြင်းထန်နေပြီသူဟာကိုမထိနိုင်တော့ပဲလက်ချက်တော့ချက်ဦးကိုအမြန်စားပစ်လိုက်တယ်အဲ့ဒါကိုမြင်တော့ကျန်တဲ့သူတွေအားလုံးလည်းကျုပ်ဦးတွေကိုမြန်စားဖို့စတင်ကြိုးစားကြတယ်အချို့ဆိုရင်ကြောက်လန့်လို့ကျုပ်ဦးအစိမ့်တွေကိုပါအမြန်မျိုးချနေကြတယ်ချက်ပြုတ်ထားတဲ့ကျုပ်ဦးတွေအများကြီးကိုကြက်ဖက်ကြီးမြင်လိုက်တော့ဒေါသတကြီးအော်ဟစ်ပြီးအမျိုးသမီးစီကိုပြေးသွားတယ်ကောင်မလေးလည်းကြောက်အားလန့်အားလည်းတော့ကိုဆုပ်လိုက်တယ်